大家好，欢迎来到我的频道。Hi everyone, welcome to my channel. 今天我们要一起学习语句中文。这句话里有几个新词语，我们一起来看看吧。请保管好随身携带的贵重物品，如有遗失，后果自负。Please take care of your valuables. We are not responsible for any loss. 保管 verb adverb ဂရုတစိုက်ထိမ့်သိမ်းဆောက်ရှောက်တာ隨身携帶ကိုနဲ့တပါးတည်းယူဆောင်သွားတာကိုပြောတာ你隨身携帶了多少現金 How much cash do you have with you မင်းကိုမှာပတ်စံဘယ်လောက်ယူခဲ့လဲ隨身携帶ကိုနဲ့တပါးတည်းယူဆောင်လာတာကိုပြောတာ貴重物品တန်မိုးရှိတဲ့ valuable things တန်မိုးရှိတဲ့ပစ္စည်းအဲ့ဒီတော့ပထမဆုံးတစ်ကြောင်းကိုဘာသာပြန်လိုက်မယ်ဆိုရင်请保管好随身携带的贵重物品ကိုနဲ့တပါးတည်းယူဆောင်လာတဲ့တန်မိုးကြီးပစ္စည်းများကိုဂရုတစိုက်ထိမ့်သိမ်းတာပါ遗失 loss ဆုံးရှုံးသွားတာ自负က adjective အနေနဲ့လည်းသုံးတယ် verb အနေနဲ့သုံးတယ် conceit arrogant ကိုအထင်ကြီးနေတဲ့စိတ်ကြီးဝင်နေတဲ့ဆိုတဲ့နေရာမှာလည်းသုံးလို့ရသလိုတာဝန်ယူရမယ်ဆိုတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်အကြောင်းလုံးကိုဘာသာပြန်လိုက်မယ်ဆိုရင်请保管好随身携带的贵重物品如有遗失အကွယ်၍ပျောက်ဆုံးသွားခဲ့လျင်ဆုံးရှုံးသွားခဲ့လျင်后果自负ကိုဘာသာကိုပဲတာဝန်ယူရပါမယ်ဒီလိုမျိုး notice လေးတွေကိုအဝတ်လဲခန်းတွေမှာပဲဖြစ်ဖြစ်ခီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ပစ္စည်းတွေမကြံခဲ့အောင်လို့ notice ကပ်ပြီးရေးထားလေးရှိကြပါတယ်